ဂျင်းပေါင်းမီနဲ့အိတ်ကက်ကလေးဘာအတွက်ရှိနေလဲကိုကပြိတ်တက်တို့စေးစားပြီးကြနော်နောက်ပြီးတော့လေရင်ပတင်းပေါက်မှာရှိတဲ့ပေါက်ကလေးကဘာအတွက်ပြုတ်လောက်ထားတာပါလေတော့ရဲ့အောက်ရှိမှာရှိတဲ့အပေါက်ကလေးကိုမြင်ဘူးကြပါကနော်နောက်ပြီးတော့မင်းရဲ့ဖုန်းကင်မရာပေါ်ကဒီမဲဆက်ကလေးကဘာအတွက်ထည့်ပေးထားတာလဲဟုတ်ကဲ့ပါခင်ဗျာဒါရီအားလုံးပြည့်ပြည့်စုံစုံသိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာကျင်းပေါင်းမီရဲ့အိတ်တုပ်ပေးပါတွတ်တန်ထည့်ဖို့အတွက်ပြုလုပ်ထားတယ်လို့ထင်နေကြမှာပူတာမသိကြပါဘူးဒါပေမဲ့တကယ်တမ်းတော့ဒါလိကသပိုးရသူမှာကောင်းဝိုင်နေတဲ့အတွက်ထန်လေးခဲ့တာဖြစ်ပြီးအဲ့ဒီအိတ်ကမှအစိမ်းနိုင်လေးတွေထည့်ထားဖို့အတွက်ပဲရှစ်နော်နေရင်ပရင်ပေါက်မှာရှိတဲ့အပေါက်ကလေးကဘာအတွက်ပြုတ်ရောက်ထားတာလဲအဲ့ဒီအပေါက်လေးကိုလီကိုလို့ခေါ်ပြီးလုံကြုံမိနစ်ကွက်အရေးပါတဲ့အစိတ်ပိုင်းနဲ့ဖြစ်ပါမယ်ဒေရူပီအားကိုခင်းညှိပေးမှာပြန်တန်းနေတဲ့အချိန်ကွက်အရှင်ရှိအောင်ဆောင်ရွက်ပေးပါ1ပေတတို့အနေနဲ့တော့ရဲ့အောက်ရှိမှာရှိတဲ့အပေါက်ကလေးကိုမြင်ဘူးကြမှာတေးကြည့်အဲ့ဒီအပေါက်ကတော့ရှိတ်ဆွဲထားဖို့မဟုတ်ပဲတကယ်တော့တန်ကြီးမတက်အောင်ခြေထွက်ဖို့နေတော့ရဲ့လှုပ်ဆောင်ချက်ကိုကောင်းမွန်စေစီအလင်းငယ်ထဲ့ဖို့တော့ပဲဖြစ်ပါညောဖုန်းရဲ့ကင်မရာမှာမြင်တဲ့အနက်ရောင်အဆက်လေးကဓာတ်ပစ္စည်းတေတာမဟုတ်ပဲတကယ်တော့အတန်ကိုပုံမူကြည့်လင်းစွာဖမ်းယူပေးပြီးပတ်ဝန်းကျင်ရဲ့သူဉဏ်တန်ကိုရှော့ချပေးဖို့အတွက်ပြုလုပ်ထားတာပဲဖြစ်ညောတွားတိုက်ဆေးမှာရှိတဲ့အစင်းကြောင်းတွေကိုလှပကွက်ပြုလုပ်ထားတယ်လို့ထင်ပါတော့တကယ်တော့အကျူရောင်ဟာအရှိခံဖြစ်ပြီးဖရိုရိုက်အပြာနဲ့လက်တာစီအနီတို့ကိုတစ်ဆက်ကျမ်းမာရဲ့အတွက်ထည့်သွင်းထားတာပဲဖြစ်ညော